ဒီကောင်မြန်မာတွေတခုပြောချင်တာဘာတော့လိမ့်စာတင်တာစိတ်လဲမဝင်စားအောင်ဂီးလည်းမဆိုင်ဘူးဒါပေမဲ့ရင်တစ်ခါတင်ထားတယ်ကျွန်တော်တို့ဟုတ်လားအဖွဲနဲ့လည်းမဟုတ်ဘူးဗျာသူဗုဒ္ဓဘာသာဝင်မိန်းကလေးတမို့လို့ဗုဒ္ဓဘာသာဝင်မိန်းကလေးမို့လို့ဘာသာမတူလူမျိုးကြားနဲ့မယူဘူးကိုဘာသာဝင်ချင်းယူဖို့တွေပြောတဲ့ဟာကိုအဆက်ခွဲတယ်ဟုတ်လားအဆက်ခွဲကြတယ်ကိုယ်လည်းပြောတိုက်ခိုက်တယ်ပုတ်ခတ်တယ်ဆဲဆိုတယ်ခွင့်ပြုပေးတယ်နော်ခွင့်ပြုပေးတဲ့ဒီ group ပိုင်ရှင်ရောတင်တဲ့လူတွေရောကျွန်တော်တို့မသိစေနဲ့ခမားတို့ရဲ့နောက်ကျောင်းရာသွင်းနေကျွန်တော်မသိစေနဲ့နော်ကျွန်တော်တို့စုံစမ်းလို့သိတဲ့နေကြရင်ကျွန်တော်စကားပါဇက်ပြောမဟုတ်ဘူးဂျပန်မှာကျွန်တော်လုံလို့မရရင်နော်ဂျပန်မှာကျွန်တော်လုံလို့မရရင်ကျွန်တော်ခမားတို့မြန်မာမှာလည်းခမားတို့ပြေးမလွတ်ပါဘူးကျွန်တော်ပြောချင်တာပါဇက်ပြောမဟုတ်ဘူးဒါကျွန်တော်ပုံကိုရေးတိုက်ခိုင်းကျွန်တော်ဘာမှယူဆဲတာဆိုတော့ပြဿနာမရှိဘူးမဖြစ်တဲ့အရာကွာမိန်းကလေးတွေသူဗုဒ္ဓဘာသာမို့လို့ဟုတ်လားဘာသာမတူလူမျိုးသားနဲ့မယူဖို့ပြောတာများဘာများခင်ဗျားတို့ဘာဆဲဆိုရပါလဲတိုက်ခိုက်နေရပါလဲ